ះကကုသိုလ်လုပ်ရင်ကုသိုလ်ကကဲနိုင်တယ်လို့သိရတဲ့အသည့်ဟာဘုရားဟောတဲ့အသည့်ပဲပေါ့အဲ့ဒါကိုအစစ်မှန်ဆိုလိုတာကလူပုဂ္ဂိုလ်ကိုအားကိုးရမှာတဲ့ကိုယ့်ရင်နဲ့နှလုံးနဲ့ဖြစ်တဲ့စိတ်ဓာတ်ကိုအားကိုးကုသိုလ်စိတ်ဓာတ်ကိုအားကိုးလွဲသွားတယ်နော်တတိထားအားကိုးလွဲတတ်တယ်မြတ်စွာဘုရားဟောတာကြည့်လေဘုရားဟောတာဓမ္မဒီပါဘိက္ခုဝိဟရထဓမ္မတရဏဓမ္မကိုအကုပြီးနေချလို့ဟောတယ်ကိုယ်အာကုဆိုတာလဲဓမ္မကိုအာကုခိုင်းတာပဲအဲ့တော့ဓမ္မကိုအာကုတယ်ဆိုတာကိုယ်တိုင်လုံးဘာပြောတာတော့ဆိုကိုယ်တိုင်ဒါနကောင်းမှုလုပ်တယ်ကိုယ်တိုင်သီလဆောက်တည်တယ်ကိုယ်တိုင်တရားနာတယ်ကိုယ်တိုင်တရားကျင့်တယ်ဒါအာကုတယ်လို့ခေါ်တယ်နော်ကိုယ်တိုင်မလုပ်ဘဲနဲ့ထိုင်ဆူတောင်းနေရမလားမရဘူးတခုမှရမှာမဟုတ်ဘူးအဲ့ကြဘယ်လို့ပဲဖြစ်ဖြစ်ကိုယ်တိုင်